မင်္ဂလာပါမေဖူဒိုဆန်ကမေလို့ခေါ်ပါတယ်ဒီတစ်ခေါက်တော့ဂျပန်ရဲ့အင်္ဂါလုပ်ငန်းစဉ်အစစ်အစဉ်တွေကိုမေရှင်းပြပေးချင်ပါတယ်ဂျပန်မှာအင်္ဂါတဲ့အခါမှာဖူဒိုဆန်လို့ခေါ်တဲ့မိတ်ဆက်ကုမ္ပဏီတွေရတယ်ပဲတစ်စင်အင်္ဂါလို့ရပါတယ်မိမိကြိုက်တဲ့အိမ်တွေ့ပြီးဆိုလို့ရှိရင်လည်းအင်္ဂါခွင့်ရဖို့အတွက်ဟိုရှောခိုင်ရှာလို့ခေါ်တဲ့အိမ်လာကအာမခံကုမ္ပဏီတွေစီမှာအင်္ဂါခွင့်ရဖို့အတွက်ဖောင်တင်ရပါတယ်ရှောခိုင်ရှာကအင်္ဂါခွင့်ချပေးမှသာအင်္ဂါခွင့်ရတာပါအင်္ဂါခွင့်ချမပေးခဲ့လို့ရှိရင်အင်္ဂါခွင့်မရတာမျိုးလည်းရှိတတ်ပါတယ်။အင်္ဂါခွင့်ရမရဘယ်တော့သိရနိုင်တယ်လဲ။အင်္ဂါခွင့်ရမရကို1ရက်ကနေ3ရက်အတွင်းသိနိုင်ပါတယ်။တရားရကန်ရှင်ကိုဆက်သွယ်လို့မရနိုင်တာမျိုးအချက်လက်တွေစစ်ဆေးဖို့လိုအပ်နေတဲ့အခါမျိုးတွေမှာဆိုရင်တော့ဒီထက်ပိုကြနိုင်ပါတယ်။အင်္ဂါခွင့်ရပြီးသွားပြီဆိုလို့ရှိရင်ငွေဘယ်တော့ချေရမလဲ။အင်္ဂါခွင့်ရသွားပြီဆိုလို့ရှိရင်ကနဦးကုန်ကြငွေကိုတပတ်အတွင်းပေးချေရပါတယ်။အိမ်နေမဲ့ရက်ကအရန်ကနေလို့ရှိရင်တော့အမြန်ပေးချေရတာမျိုးလည်းရှိတတ်ပါတယ်။ဂျပန်မှာကနဦးကုန်ကြောင်ငွေပေးချေပြီးမှသာစာချုပ်ချုပ်ဆိုလို့ရတာပါတခါတလေမှာအင်္ဂလိပ်ဘအရန်ကနေရင်ပဲဖြစ်ဖြစ်ကနဦးကုန်ကြောင်ငွေပေးချေရင်လည်းစာချုပ်ချုပ်လို့ရတာမျိုးလည်းရှိတတ်ပါတယ်ဒါဆိုလို့ရှိရင်တော့ပဲချိန်ရမလဲတော့ကအိမ်စနေမဲ့မနက်မှသာရမှာပါတော့ကမိမိကိုမိတ်ဆက်ပေးထားတဲ့ဖူဒိုဆန်ကုမ္ပဏီမှာမိမိကိုယ်တိုင်သွားယူရပါတယ်ဒီတော့ဆိုလို့ရှိရင်အိမ်ရဲ့လုပ်ငန်းစဉ်အစစ်အစဉ်တွေကိုသိပြီလို့ထင်ပါတယ်